တရားလေဘယ်တော့အခါမှာဟောဒီတည်းရဲ့နှုတ်ကနေပြီးတော့သူများကိုနှိမ်ချင်းမိတည်းရဲ့မပြောဘာလို့လဲသိလားဝတ်တီဆိုတာလေကံနေဆိုတာရှိတယ်တတိမမရရပြောရမယ်ဆိုရင်တတိ3တန်းနဲ့တော့ဟာဒီကငယ်ဘဝစင်ပြေပေါ်လို့ဆင်းရဲတယ်အဲ့ဒီအချိန်တော့ကတတိကိုအမြဲတမ်းအနိုင်ကျင့်တဲ့တငယ်ချင်းတယောက်ရှိတယ်သူကအမြဲတမ်းသူတို့ကနှလုံးထိထိုင်တိုင်းတော့သူကပတ်စံရှိတာပေါ့တတိကကြတော့အစင်မပြေဘူးစီးပွားရေးအစင်မပြေဘူးတတိကိုအမြဲတမ်းနိုင်တယ်နေ့တိုင်းနိုင်တယ်တနေ့လည်းကြာလဲကြောင်းတတိကိုလေခဲနဲ့ချွန်နဲ့ထားပြစ်ကြတာတင်ညာစရာကြီးကလည်းဒီသေချာစာကိုမြဲမြဲရေးပြီးမှပြန်ရမယ်ဆိုတော့အကြောင်းရဲ့နောက်ဆုံးချိန်အဲ့ဒီမှာတတိကလည်းသူ့ကိုလည်းကြောက်ကရတယ်ဆရာကြီးသေချာမမီမှာလည်းကြောက်ကရတယ်အဲ့လိုမျိုးဆိုတော့လေသူကနေပြီးတော့တတိကိုဟဲ့တယ်ငါထားအောင်ပြုတ်ကြသွားရင်ကောက်ပြီးတော့အဲ့ဒါနဲ့တတိကခုံအောင်လေးအသားလေးဆင်းပြီးတော့သူ့ထားကိုပထမတော့ကောက်လိုက်တယ်ကောက်ပြီးတော့စိတ်ထဲမှာလေဘလို့ဖြစ်သွားလဲဆိုငါ့ကိုအနိုင်ကျင့်လာသူ့ကိုလေကိုကလေရဲရဲဝံ့ဝံ့မလန်ရဲဘူးပေါ့နော်အဲ့ဒါနဲ့တတိကဘာလုပ်လဲဆိုသူစီးတဲ့ဖက်ကိုတတိကသူစီးတာတတိရဲ့သူဘဲဘက်ဖက်လေးပေါ့နော်တတိရဲ့သူကတတိရဲ့ညာဘက်မှာထိုင်နေတာဆိုတော့သူ့ရဲ့ဘဲဘက်ကဖက်လေးကိုတတိကမှတ်မိတယ် BN20 ဖက်လေးတတိထက်ကနေပြီးအကောက်တဲ့ပရိဒါနဲ့လှိပလိုက်တာကြောင်းစင်းနေကြတော့သူ့ဖက်နဲ့ကြည့်ပြတ်တော့ဟဲ့ငါဖက်နဲ့ကြည့်ပြတ်သွားတယ်သူတို့ဘာဖြစ်လဲသူတို့ဘာမှမဖြစ်ဘူးလေသူတို့ဘာမှမဖြစ်ဘူးအဲ့ဖက်နဲ့ပြတ်သွားတော့နောက်တရံနောက်နေစီလာတယ်လေဒါပေမဲ့တီအဲ့လိုမျိုးလှုပ်လိုက်မိတဲ့ကံကဘာဖြစ်လဲဆိုတော့3တန်းနှစ်တက်ပြီးတော့4တန်းနှစ်စာတင်နှစ်မှာတီရဲ့ဖက်နဲ့တီ9ရန်တီဘယ်ဘက်ဖက်နဲ့ရဲ့ထိတ်တိုင်းပြက်ပြီးတော့တီအမားတွေဆိုတာလူစပင်းလေးဆိုရခေါင်းလေးခါဟမ်နေမစီးခြင်းလို့ဖက်ကိုဓာတ်နဲ့လှီးရမှာလားမှန်တာပြောတယ်ဆိုတာတီဖက်ကိုဓာတ်နဲ့တခါမှမလဲဒါပေမဲ့တီပြုတ်လုခဲ့တဲ့ကံလေးကဘိုးဘွားမကူနော်ဒီဘဝမှာတယ်တော့မနှစ်တည်းအများကြီးချားသွားတာမဟုတ်ဘူးကူသွားတယ်အဲ့တော့လူတိုင်းကိုပြောချင်တာကဝစီပီယာထိတိုင်းရှာကိုကအဆင်ပြေနေတိုင်းကိုကတောင်းတနေတိုင်းသူများတကာကိုနှိမ်ဖြင်းပြီးတော့ဘယ်သူ့ကိုမှမကဲရင်နဲ့ဘယ်သူ့ကိုမှမပလိမ့်နဲ့ကဲရဲလိုက်တဲ့သူပါသူဘလူဖျားခုံတော်ကိုွားနေလဲသူ့မှာကုသိုလ်စိတ်တွေနဲ့ဘလူသွားနေလဲသူ့မှာအကုသိုလ်စိတ်များနေလားကုသိုလ်စိတ်များနေလားသူခန္ဓာကိုယ်ထဲမှာဂုံလုံးစီးရီတည်တာလားသူဖြူစင်ဘယ်လောက်ပြန်ခံရမှာနော်သိလား